ကဲဒါကတော့ကားဝယ်ရန်ဆိုပြီးတော့စုထားတာပေါ့နော်ဒါပေမဲ့ကားကဝယ်ပြီးသွားပြီစုကူကလည်းကျွန်တော်တို့ပြည့်တော့ထပ်ပြီးတော့ထည့်လို့မရတော့ကျွန်တော်ဒီစုကူဖောက်ပြီးတော့ iPhone 16 Pro Max သွားဝယ်မယ်ဒါပေမဲ့ပတ်စံလောက်လားမလောက်လားကျွန်တော်ကြည့်လိုက် iPhone 16 Pro Max ကအခုငွေစင်းနဲ့ဆိုရင်ကျွန်တော်4000ကျော်တယ်နော်ထိုင်းဘတ်4000ဆိုလို့ချင်းမြန်မာငွေနဲ့ဆိုရင်350ကျော်လောက်ရှိပါတော့ဒီတဲ့ပတ်စံ iPhone တစ်လုံးသာပြည့်လားမပြည့်လားကဲကြည့်လိုက်မယ်ဒီလိုပေါ်တော့မှနောက်တယ်ဆက်တယ်လေးပြုံးမယ်လေးဘူးလေးမီရောမယ်ဒါပတ်စံလေးဟာဘယ်လိုတမတီးပေါ့ကဲဒီရအောင်လားငါညညလေးလေးစမယ်ဆိုလားအယူလိုက်အောက်ဆိုင်လားဒီတော့လိုက်တယ်ဒီတော့လိုက်ရောဘယ်တသိန်းကိုတော့တဲ့လေးကိုစုကွာပြည့်နေတာကျွေးပြီးပါထပ်ပြီးတော့ခိုးထဲလို့မရတော့ဟာမိုင်းလားအနီလာကင်မရာမန်အနီလာလာဒီမှာယူတော့အဆင်မပြေဘူးဘာမှစုတဲ့ဟာလည်းဘယ်မှာဖွင့်လိုက်တယ်လည်းဘာမှလည်းမမြင်အောင်စုလာတယ်ဖွင့်ချောင်းလည်းမတွေ့ရဘာလည်းမတွေ့ရဖွင့်တယ်ကိုဒီထောင်နေနေဖွင့်ပြီးပါကျွေးလေးစုလာမြန်လာဖွင့်တယ်ကဲစောင်းမယ်ဒီကြခေါင်းပေါ့ပြည့်ချထားလိုက်မပြန်တော့ပြန်တော့အတဲမှာရှိတယ်ရောက်တယ်လေဗတ်တယ်လေပါမမအဲ့ဒါကိုတဲ့လာလေးမှာအမှားပဲအတဲလေးရတယ်ဟာဘူးကသေးတော့ပြည့်သွားတယ်ခဏလေးနဲ့ဘူးသေးတော့ပြည့်သွားတယ်မသိတဲ့ရပေါ်လာတယ်လေသိခဲ့ရတယ်ပေါ်လာဟာငါပတ်စတယ်ဘလားတော့လဲဘုဆိုချာဟာလဲငါပတ်စတယ်ကောင်းပါပြီရှိတော့ဒါလေးချင်းပါပါကဲအဲ့ဒါကြီးမယ်ထောင်းမယ်ဘယ်တော့လားထောင်းမယ်ရုံးလိုက်ထောင်းလိုက်ယူလိုက်ထောင်းလိုက်ယူလိုက်လုံးပြီးကအပြေပြောင်းကထောင်းမယ်ပြီးကကျဘလောက်ရလဲဆိုတာရှင်တို့ပါလေ iPhone တစ်လုံးသာပြည့်မှာဆက်ကြည့်လိုက်နော် iPhone တစ်လုံးသာပြည့်မှာဆက်ကြည့်လိုက်မယ်ထောင်းနေလာဗီဒီယိုရိုက်ဖို့အတွက်ပေါ့နော် iPhone 16 Pro Max 4000ကျော်ပါအဲ့ဒါလေးရမလားကျွန်တော်ချက်ကြည့်လိုက်နော်ဟုတ်ကဲ့နှလုံးကိုတော့မကောင်းတော့အဲ့ဒါလေးရတာချက်ကြည့်လိုက်မယ်အဲ့ဒါလေးရတာချက်ကြည့်လိုက်ဒါပေါ့ဒီမှာရယူမလားပေးဆိုပြီးတောင်းကြအောင်ပါကျွန်တော်တို့ယူလိုက်တာဒီမှာကိုကျွန်တော်တို့ဒါဆိုရင်1000 2000 3000 4000ဒါဆိုလို့ရှိရင်ကျွန်တော်တို့9000เนาะဒါဆို9000ရဲ့ကျွန်တော်ဒီမှာဘယ်လောက်လဲဆိုတော့1000 2000 3000 4000ပေါ့နော်9000 4000ရဲ့ကျွန်တော်ဒီမှာ1000ကျော်လောက်ရှိပြီဆိုလို့ရှိရင်9000နဲ့9000ပေါ့နော်9000ခွဲရပါတယ်အဲ့တော့ iPhone 16 Pro Max တစ်လုံး9000ရပါတယ်ခင်ဗျာเนาะဒီကောင်တော့ဒီမှာ9000ခွဲဆိုရင်ဟိုလာပူတယ်1000ခွဲပူတယ်ဒီမှာလာမှာ1000ခွဲမယူပါနဲ့တော့1000ခွဲပူတော့တစ်လုံးထည့်ဝယ်ဟုတ်တယ်အဲ့ဒါသူဗီဒီယိုရိုက်ဖို့လဲဆိုလို့သူဝယ်ပေးအဲ့ဒါတော့ကျွန်တော်ဗီဒီယိုရိုက်ဖို့ပေါ့နော်ကဲ iPhone 16တော့ဝယ်ကင်မရာကောင်းလေးလေဒါပြီးကျွန်တော်စုခုတစ်လုံးကြီးလေးထပ်ဝယ်မယ်ကင်မရာမဝယ်ဘူးဒီဖုန်းလေးနဲ့ဖုန်းနဲ့ပဲရိုက်မှာကင်မရာမဝယ်ဘူးလေအဲ့လိုလုံးပါ
ကင်မရာမွေဖုန်းနဲ့ပဲ iPhone 16တက်ဝယ်မယ်ကဲအဲ့ဒါဆိုလို့ညီကိုမောင်တို့ဟောဒီအကျွေးစီလေးနဲ့ iPhone 16ဘယ်လိုတက်ဝယ်မယ်ဆိုတာကြည့်ရအောင်ကဲ let's go guys